အပိုင်း24မှာတော့မီဆာเจ้าမှာစရင်တွေရှင်းနေတဲ့အချိန်ရှင်းတယောက်လာပြီးကစားမယ်လို့မီဆာတားလိုက်ကရှင်းတက်ကယူဆူအီကြတော့ဘာလို့ရှိနေတာလဲဆိုကအကြီးနဲ့ရန်ဖြစ်နေကြပါတယ်အဲကြောင့်နှစ်ကောင်သားကိုအပြင်ထုတ်လိုက်ကအဲ့ချိန်ဘေးကမှန်ကြောင်ငနေကရှင်းတက်ကမီဆာနဲ့အခုတလောတော်ကတ်နေတယ်ပြောလို့ယူကီမိုရီကရှင်းတက်နဲ့မီဆာကငငယ်ကလေးကအတိတွေလေးဆိုကပြောလိုက်ပါတယ်အဲနောက်စာတင်ခန်းထဲမှာရှင်းတမုတ်စားနေလို့မီဆာကမစားနဲ့ပြောကရှင်းတက်ချိန်ပိုင်းလုပ်ရတဲ့အကြောင်းမီဆာကိုပြောနေကြပြီးရှင်းတက်ကတော့မီဆာရဲ့အလုပ်အကြောင်းကိုမပြောပါဘူးဆိုကပြောသွားပါတယ်မီဆာတငယ်ချင်းတွေကတော့ရှင်းတက်နဲ့နီးနီးကက်ကက်ဖြစ်နေလို့အခြေအနေဘယ်လိုလဲဆိုကပြောနေကြပါတယ်အဲနောက်ညဘက်မှာတော့ရှင်းတက်ကသူ့ဖိုးစီကနေဖုံးလာကမီဆာကိုတွေ့ပြီးလာမေးလို့ရှင်းတက်ကသူ့နဲ့ကြောင်းတဲ့အခန်းချင်းမှာတူနေလို့ဖူးစားလာမသိဘူးဆိုကပြောနေပါတယ်အဲနောက်မီဆာလုံးမှာတော့မော်အင်ဖော်မလေးများဆိုတဲ့ကော့ပလေးလုံးမလို့ဆိုကမီဆာကမကြည့်ဘူးလို့ကြည့်ဖို့ငှားလိုက်ကအခုတလောယူဆူအီမလာဘူးဆိုပြီးဆိုင်ကတယောက်ကပြောလို့မီဆာကသူ့မလာလေကောင်းလေဆိုပြီးလုံနေပါတယ်အဲနောက်ရှင်းတက်ကတခုခုကိုရှာနေတဲ့အချိန်မီဆာအမေကအသီးတွေကြွေကြလာလို့တိတ်တိုးပါတယ်အိမ်မှာတော့မီဆာကငှားလာတဲ့ဟာတွေကိုကြည့်နေတာဖြစ်ပြီးအဲ့ချိန်ရှင်းတယောက်လာလို့မီဆာညီမနဲ့ရှင်းတက်ကအကွက်တစ်ခုလှုပ်လိုက်ကဘာလဲဆိုပြီးမီဆာမေးတော့ငငယ်ကအနီမဲထဲမှာပါတဲ့ဟာလို့ပြောလိုက်ပါတယ်အဲနောက်မှာတော့ထမင်းတွေစားနေကြကမီဆာမေကဘာလုပ်နေတာလဲမေးတော့ရှင်းတက်ကတခုခုရှာနေတာပြောလို့မီဆာညီမကသူ့အမကိုကြိုက်နေတာလားပြောလိုက်လို့နှစ်ယောက်လုံးရှက်သွားကြကရှင်းတက်ကချယ်ရီပင်ကိုလာရှာတာလို့ပြောလိုက်ပြီးမီဆာကအဲ့ချယ်ရီပင်ကရှင်းတငယ်ငယ်ကကြာသွားလို့ဆေးရုံရောက်သွားတဲ့အပင်လာမေးလိုက်ကရှင်းတက်ကတော့မီဆာမတ်မိလို့ပြောနေပြီးအပင်ရှိပါအောင်မလားတွေးနေပါတယ်အဲနောက်ငါကြောင်သုံးကောင်က cosplay လုပ်မဲ့အနေအတွက်ပြောနေကြကဝင်လိုက်တော့မီဆာတွေကအာဖရာကာဒါဘရာဆိုတဲ့ဂါထာတွေဆိုပြလိုက်လို့ငါကြောင်တွေကတကယ်အစ်စ်တွေတိုင်းပဲဆိုကပြောနေကြပါတယ်အဲနောက်အခန်းထဲမှာတော့မီဆာကခါထားတဲ့ဟာကိုတညလုံးကြည့်ထားဂါထာတွေပါရနေလို့အံ့ဩနေကအဲ့ချိန်ယူဆူအီရောက်လာလို့ ROE ကမီဆာကိုသူ့ရှိသွားပြီးဂါထာဆိုရဲလားပြောလိုက်ကမီဆာလဲထွက်သွားပြီးတာမန်လေးပဲနှုတ်ဆက်ကရှက်နေပါတယ်ဆိုင်ကလူတွေကတော့မီဆာကိုဒီနေ့မှတော့လို့ရှင်းတဲ့ကြောင်ထင်နေပြောနေကြပါတယ်အဲနောက်ဆိုင်ကတယောက်ကယူဆူအီကိုရေခဲမို့အဆင်ပြေလားဆိုကယူဆူအီအထင်ကိုမေးနေလို့ယူဆူအီကပြောပြလိုက်ပေမဲ့များတာကြောင့်ရေးပေးနေရကအဆိုင်ကငနေမကတော့ယူဆူအီကိုတာမန်လူမဟုတ်တော့ဘူးပြောနေလို့ယူဆူအီကတယောက်ကတော့သူ့ကိုနှောက်ဘူးကြိုသားလို့ပဲခေါ်တယ်လို့ပြောနေတဲ့အချိန်ရှင်းတယောက်လာပြီးယူဆူအီနဲ့တွေ့ကယူဆူအီကဒီနေ့အဝစားဘူးဖေးမဟုတ်ဘူးပြောရင်းရန်ဖြစ်နေကြပါတယ်အဲနောက်ငါကြောင်တွေဖက်ကိုမီဆာရောက်လာပြီးအေးတစ်ခွက်တိုက်လိုက်ကမောက်ကျသွားပြီးပြန်သွားကြပါတယ်အဲနောက်ရှင်းတက်ကမီဆာကိုပြန်ဖက်ကိုအနိုင်ပိုင်းမဲ့ဂါထာရုပ်ပေးဖို့ပြောတော့ဆိုင်ကတယောက်ကဂါထာဆိုတာသုံးရင်စဲတစ်ခုပြန်ပေးရမယ်ဆိုကဆက်နေပါတယ်အဲနောက်မှာတော့ယူဆူအီလည်းပြန်သွားကမီဆာကတော့ရှက်ရှက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်အဲနောက်အရှင်းတက်ကသူ့ကိုချယ်ရီပင်ရှာတွေးမဲ့ဂါထာရုပ်ပေးလို့ပြောလို့မီဆာလည်းခွေးရှာပင်တွေးဆိုတဲ့ဟာကိုပြောပေးလိုက်ပါတယ်အဲနောက်အခန်းမှာတော့ROE ကိုဂျာရီကတယောက်တည်းမနေပဲចောင်းပိတ်ရက်ကိုတငယ်ချင်းတွေနဲ့ရှောက်လဲဖို့ပြောက ROE ကတော့ယူဆူအီလဲတူပဲလို့ပြောတာကိုမီဆာလဲကြားသွားကဂျာရီကတကယ်လားမေးလိုက်တော့မီဆာလဲမပြောတတ်ပဲဖြစ်နေကအဲ့ချိန် ROE ကမီဆာရောသူ့အတွက်ဘာလဲလို့မေးလိုက်လို့မဖြေနိုင်ပဲဖြစ်သွားပါတယ်အဲနောက်ဆိုင်နောက်မှာအမိုက်သွားဖြစ်တော့ယူဆာရဲ့အီကစောင့်နေကအမိုက်ပစ်တာဂါထာတွေမတုံးဘူးလားဆိုပြီးစနေလို့မီဆာကရှက်နေကဒီညအေးတယ်ပြောပြီးယူဆူအီကိုအပေါ်အင်ဂျီလေးမဝတ်ဘူးလားမေးလို့ယူဆူအီကစိတ်ပူတာလားပြောလိုက်ကမီဆာကယူဆူအီမှာတငယ်ချင်းတယောက်မှမရှိဘူးလားမေးလိုက်ပြီးယူဆူအီကတကောင်ကျွတ်ထင်လို့လာမေးက ROE မေးတဲ့ဟာကိုလည်းတိကျင်နဲ့ပြောလို့မီဆာကမဖြေပဲလက်သီးနဲ့ထိုးကအီစီကလီလာမလုံးနဲ့ပြောနေလို့ယူဆူအီကခန်းစားချက်အမှန်ကိုပြမယ်ဆိုကဖတ်ထားလိုက်ပါတယ်တခြားဖက်မှာတော့ရှင်းတက်လဲချယ်ရီပင်ကိုပြန်တွေ့သွားပြီးအပိုင်း24လဲပြီးသွားပါတော့တဲ့ကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်